လမ်းထိပ်မှာရွှေမြန်မာဆိုတဲ့လက်ဖက်ရည်ဆိုင်ကြီးဟေးထနေအောင်လာဖွင့်တော့15မိနစ်လောက်ရှော့တဲ့ခီးကိုလက်ဖက်ရည်သားတောက်နေရတဲ့ရက်ွက်သူရက်ွက်သားတွေကဝမ်းသာသွားကြတယ်။လာဖွင့်တဲ့ဆိုင်ပန်းရှင်ကလည်းမြန်မာကိုရက်ွက်ထဲကဖြစ်နေတော့ဝိုင်းဝန်းအားပေးလိုက်ကြတာနဲ့လက်ဖက်ရည်ဆိုင်ကစီးကားသွားတယ်။ဆိုင်ထဲမှာတီဗီလေးလုံးလောက်ထားပြီးနေ့နေ့ညညဘောလုံးပွဲတွေမပြတ်တမ်းပြတော့လူစီကားတဲ့အကြောင်းတရားတွေထဲမှာဘောလုံးပွဲပရိသတ်တွေကလည်းအများကြီးပါနေတာတွေ့ရတယ်။ဘောလုံးပွဲတစ်ပွဲပြချိန်ကအနည်းဆုံးမိနစ်90ဆိုပေမဲ့2 နာရီလောက်ဆိုင်ထဲမှာလူစီကားပြီးတဝိုင်းမှာလက်ဖက်ရည်လေးတစ်ခွက်နဲ့ secret လေးလောက်မှာပြီးလူ6ယောက်လောက်ဝိုင်းထိုင်အားပေးတာဆိုတော့အမြင်မှားသာလူတွေများပြီးစပယ်တို့တွေကရင်တွေချမ်းလိုက်ရတာနဲ့နားရတယ်ကိုမရှိပါဘူး။ဆိုင်ရှင်ကတော့လူတော့များပါရဲ့ဘောလုံးချိန်ရောချဲချိန်ရောပါထိုင်စရာမရှိတော့အောင်များပေမဲ့ရက်ွက်ထဲကသူတွေကဒီနေရာကိုဖျော်ဖြေပွဲတစ်ခုအနေနဲ့လာပြီးအနားယူကလောင်ကစားတဲ့နေရာတနေရာလို့သဘောထားနေကြတာကြောင့်ထင်တယ်လို့မဟုတ်ဘူးဆိုပြီးဆိုင်ဖွင့်ခြင်း2လလောက်မှညီးလာတာကိုတွေ့ရတယ်။အဲဒီနေရာမှာပြောချင်တာကချင်းနယ်ပလဲဆိုတဲ့ကလမာလေးအကြောင်းပါ။လက်ဖက်ရည်ဆိုင်ရဲ့ဘေးမှာတဲလေးထိုးပြီးချင်းနယ်ပလဲဆိုတဲ့ကလမာလေးကတူရှည်လာရောက်နေ။ကလမာလေးဟာအရင်တုန်းကရက်ွက်ထဲမှာအဝတ်လိုက်လျှော်တာ။ဒါကြောင့်သူ့ကိုလည်းလူသိများပါတယ်။နောက်ပိုင်းအိမ်အောင်ကျသွားတော့ကိုပိုင်ဆိုင်လေးဖွင့်ပြီးတူရှည်ရောင်းတော့လေလက်ဖက်ရည်ဆိုင်အပါဝင်အားပေးသူတွေများလာခဲ့တာကြောင့်ချင်းနယ်ပလဲရဲ့တူရှည်ဆိုင်ကလည်းဖွင့်မျိုးလာတယ်။လက်ဖက်ရည်ဆိုင်ကလူစီကားတဲ့တာမန်ရက်ွက်ထဲမှာဖွင့်တာကြောင့်ရောင်းကောင်းတယ်လို့ပြောနိုင်ပေမဲ့ဂိုရှိမြန်မာတို့ရဲ့ထုံးစံတိုင်းကြားလေးဆိုင်ကိုဂီယူမဆိုင်တွေဖြစ်လာတယ်။စပွဲတို့တွေကလည်းလာအားပေးတဲ့သူကိုကောင်းကောင်းမဆက်ဆံဆိုင်ရှင်ကလည်းဂီယူမဆိုင်နိုင်ဆိုတော့လူအင်အားကတဖြည်းဖြည်းနဲ့နည်းလာတယ်။ဆိုင်ရှင်ကိုမြန်မာကအလောင်းအစားလေးတွေတွဲလို့တော့ဆိုင်မှာအရင်ပြုတ်တဲ့လောက်ဖြစ်လာတယ်။ဘောလုံးကကွဲလိုက်ချဲကကွဲလိုက်နဲ့တဖြည်းဖြည်းကားပြုတ်ဆိုင်ကယ်ပြုတ်ဟောနောက်ပိုင်းရွှေတဲတဲတွေပြုတ်တဲ့အထိတိတာတဲ့ပြောင်းလဲမှုတွေကိုတွေ့လာရတယ်။မြန်မာဆိုင်ကချွတ်ချုံကြနေခြင်းမှာချင်းနယ်ပလဲရဲ့တူရှည်ဆိုင်ကတော့ပူပြီးရောင်းတွေတက်လာတာတွေ့ရတယ်။ဒုတစ်ဖက်ရက်တဲ့တဲလေးရှေ့မှာပလတ်စတစ်ခုံလေးတွေချပြီးထိုင်စားတဲ့သူတွေများလာသလိုချင်းနယ်ပလဲမှာလည်းရွှေတဲလဲငွေတဲလဲတွေဖြစ်လာတယ်။လက်ဖက်ရည်ဆိုင်ကရောင်းအားကျလို့ပဲလားအရင်ပြုတ်လို့ပဲလားချဲမရောနိုင်လို့ပဲလားတော့မသိပိတ်လိုက်ချိန်မှာချင်းနယ်ပလဲကတော့တူရှည်အပြင်ကော်ဖီမစ်ထုတ်လေးတွေတွဲထောင်းဆွဲပြီးလုပ်ငန်းတိုးချဲ့လာတာတွေ့ရတယ်။မြန်မာလက်ဖက်ရည်ဆိုင်ပိတ်ပြီးတလားလောက်ကြာတော့ဘလို့မှမျောလင့်မထားတာတွေဖြစ်လာတယ်။ချင်းနယ်ပလဲကရွှေမြန်မာလက်ဖက်ရည်ဆိုင်ကိုဝယ်လိုက်ပြီးဆိုတဲ့သတင်းနဲ့တူနောက်ထပ်စီကားတဲ့လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကိုရခင်ဆိုင်နေရာမှာထပ်ဖွင့်လာပါတယ်။ဆိုင်ရှင်နေရာမှာကတော့ကလမာလေးချင်းနယ်ပလဲကထိုင်ပြီးဒုယောက်ျားလန်ဘာကလက်ဖက်ရည်ဖြော်တယ်။မြန်မာဆိုင်ဖွင့်တော့ကပြီးခဲ့တဲ့ရွှေမြန်မာဆိုတဲ့နာမည်ကိုသူတို့မပြောင်းပါဘူး။အဲဒီနာမည်နဲ့ပဲလက်ဖက်ရည်တူရှီပူရီထမင်းကျော်ကလားမုံမျိုးစုံနန်းပြပလာတာအီကြကွေးစားတဲ့စားဝယ်အစုံကိုဈေးသက်သက်သားနဲ့ရောင်းပါတယ်။ထူးခြားတာကဆိုင်ထဲမှာဘာတီဗီမှမထားဘူး။ကလားသချင်းနဲ့မနက်ခင်းဆိုရင်တရားခွေလေးတွေဖွင့်ပြီးတော့စိတ်ချမ်းသာစွာနဲ့အေးဆေးဆေးထိုင်ပြီးစားနိုင်တောင်းနိုင်တယ်။ညဆိုရင်ဆိုင်ကို9 နာရီလောက်ပိတ်တယ်။ယောက်ျားကကိုယ်တိုင်လက်ဖက်ရည်ဖြောမိန်းမကကိုယ်တိုင်စပွဲတို့ပတ်စံသိန်းတော့အလေအလွင့်အလေဟင်းတွေကလည်းနေတာပေါ့။မြန်မာတယောက်တစ်နှစ်လောက်ဖွင့်ပြီးအလုံးမဖြစ်တာကိုတစ်ချိန်လုံးကအဝတ်လိုက်လျှော်ပြီးတူရှည်ရောင်းတဲ့ကောင်မလေးတယောက်က6 လလောက်နဲ့ဆိုင်ကြီးတစ်ခုကိုရခင်ကားထက်ပိုပြီးစီကားကရောင်းအားပြည့်တဲ့ဆိုင်တစ်ဆိုင်ဖြစ်နေပြောင်းလိုက်ပါတယ်။ဆိုင်မှာရောင်းချတဲ့ဈေးနှုန်းတွေကလည်းအသက်သာဆုံးအတန်ရှင်းဆုံးဝန်ဆောင်မှုအကောင်းဆုံးဖြစ်အောင်ပိုင်ရှင်ကိုယ်တိုင်ဂယူးဆိုင်တာကြောင့်နောက်4-5 နှစ်လောက်မှာချင်းနယ်ပလဲဆိုတဲ့တစ်ချိန်လုံးကအဝိရှော်တဲ့ကောင်မလေးဟာရက်ွက်ထဲမှာတိုက်နဲ့ကားနဲ့ဖြစ်လာတဲ့အထိချမ်းသာသွားတော့တယ်။အဲဒီချိန်မှာရွှေမြန်မာဆိုင်ကြီးကိုမူလကစပြီးထူထောင်ခဲ့တဲ့ကိုရွှေမြန်မာကတော့ချင်းနယ်ပလဲအရင်တုန်းကတူရှည်ရောင်းတဲ့ဆိုင်လေးနေရာမှာ900ဆိုင်လေးဖွင့်ပြီး900ရောင်းတဲ့ဘဝရောက်သွားတော့တယ်။နေ့စဉ်ဘဝတွေမှာလူမှုအနေထားနေထိုင်စားသောက်မှုဘဝအခြေအနေအကျင့်စရိုက်တွေးခေါ်မှုတွေကိုလိုက်ပြီးယူတဲ့ရင်တော့တသက်တာတွေအများကြီးရနိုင်ပါတယ်။
လူတွေစင်းရဲသွားရတယ်ဆိုတာလည်းအကြောင်းပဲမဟုတ်ပါဘူးအဲဒီလိုပဲချမ်းသာသွားတယ်ဆိုတာလည်းအကြောင်းပဲမဟုတ်ပါဘူးကျိုးကြောင်းဆက်ဆက်ပြီးဖြစ်ပျက်မှုတွေဖြစ်သွားခဲ့ရတာဖြစ်ပါတယ်ပြည်မြန်မာနဲ့ချင်းနယ်ပလဲဟာဈေးကွက်စီးပွားရေးလူပြီးရှင်ပြိုင်ကြတာမဟုတ်ပါဘူးကိုယ့်အလုပ်ကိုလုပ်ကြရင်ကကိုယ့်အလုပ်ပေါ်မှာကိုတန်ဖိုးထားလှုပ်ဆောင်မှုချင်းမတူညီတဲ့ပုံမှာရိုင်းသူကရိုင်းပြီးနိုင်သူကနိုင်သွားခဲ့ကြတာဖြစ်ပါတယ်စဉ်းစားဆင်ခြင်တတ်ရင်ကိုမြန်မာတွေဘာကြောင့်ရှေ့တန်းကိုရောက်မလာကြသလဲဆိုတာအထင်သာမြင်နေရပါတယ်ဟုတ်ကဲ့ပါဗီဒီယိုလေးကိုဒီတိအောင်နားဆင်ပြီးသွားဖြစ်တဲ့အတွက်အတွေ့တစ်ခုခုတော့ရသွားလိမ့်မယ်လို့ထင်ပါတယ်ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးပြည်သက်ကြီးရဲ့အထင်မြင်ယူဆချက်ကလေးကိုလည်းကွန်မန့်လေးထဲမှာမှန်သွားပေးခဲ့ကြပါအောင်ဗျာအော်ဒါနဲ့အပန်းမကြည့်ဘူးဆိုရင်ပြည်သက်ကြီးတို့ဘယ်နေရာဘယ်ဒေသကနေအားပေးနေတယ်ဆိုတာလေးကိုလည်းကွန်မန့်လေးထဲမှာမှန်သွားပေးခဲ့ကြပါအောင်ဒီထက်ပိုမိုကောင်းမွန်တဲ့အကြောင်းတွေကျွန်တော်ပြန်လာခဲ့ပါဦးမယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါသေးတယ်ကျွန်တော်ကတော့တင်ဆက်သူ PK ပါ